အားလုံးပဲမင်္ဂလာပါနော် ICA Computer Landing Page မှာပြန်လည်ကြိုဆိုပါရစေ။အခုလေ့လာရမယ့်သင်ခန်းစာကတော့ Windows 11ကို Dark Mode, Light Mode ပြောင်းလဲခြင်းကြောင့်ဖြစ်ပါတယ်။ပြောင်းလဲဖို့ရန်အတွက်ဆိုလို့ရှိရင် Task Bar ပေါ်မှာ Right Click နှိပ်လိုက်ပါ။ Right Click နှိပ်လိုက်ပြီးတော့မှ Task Bar Setting ကိုရွေးပေးပါ။ Task Bar Setting ပွင့်လာပြီဆိုလို့ရှိရင် Personalization ကိုရွေးပေးရပါမယ်။ Personalization ရွေးပြီးသွားလို့ရှိရင် Color ကိုနှိပ်ပေးပါ။ဒါဆိုလို့ရှိရင်ဒီမှာကိုပေါ့နော် choose your mood ဆိုတဲ့နေရာမှာကိုက dark အနက်ရောင်ကြိုက်တယ်ဆိုတော့အနက်ရောင်ကိုရွေးလိုက်ပါပေါ့နော်ဒါဆိုလို့ရှိရင်ဒီ screen တစ်ခုလုံးကအနက်ရောင်ပြောင်းလဲတော့မှာဖြစ်ပါတယ်ကိုက light အလင်းကြိုက်တယ်ဆိုလို့ရှိရင် light ကိုရွေးလိုက်ပါဒါ light ကိုရွေးလိုက်ရှိရင်အလင်းအကုန်လုံးပေါ့နော်အလင်းပေါ့နော်ဖြူရောင်ဖြစ်တော့မှာဖြစ်ပါတယ်တကယ်လို့ကိုက custom ရွေးမယ်ဆိုလို့ရှိရင်ကိုက window mode ကိုတော့ dark လုပ်ထားမယ်ဆိုလို့ရှိရင်window mode app mode dark လုပ်မယ်ဆိုရင်တော့အကုန်လုံးကအနက်ရောင်ပဲဖြစ်နေပါပဲဖြစ်ပါတယ်။နောက်မရှိရင်ကိုကဒီ window mode ကို light ပြောင်းလိုက်မယ်ဆိုရင်အလင်းရောင်ပေါ့နော်ဖြူရောင်ဖြစ်တော့မှာဖြစ်ပါတယ်။မိတ်ဆွေစမ်းကြည့်ပါနော်။နားမလည်ရင်လည်း comment မှာမိထားလို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါ